လာလိုက်ခဲ့မလုံးလုံးနဲ့တငယ်ချင်းတွေကိုတရိတ်ဆန်ယုံနဲ့လိုက်ပြမယ်မလုံးလုံးရှင်းရသွားရင်သွားလိုက်ပါလားဟိုကြည့်နေတဲ့လူမသားတွေကတရိတ်ဆန်ယုံတွေကိုစိတ်ရောက်မှာမဟုတ်ဘူးဟာမရောက်ဘူးလို့သာလာရတာပျော်စရာတော့ကောင်းတာနော်သူတီးလုံးနဲ့သူတို့မျိုးတယ်ဟာအမှန်လည်းမင်းမကျိုးလေးတွေတန်းနဲ့ခြီထားကြတာဟလားအဲ့ဒါလည်းကောင်းတာပဲမူးလိုက်အချင်းချင်းစော်လူပြီးတော့ပြဿနာမတက်တော့ဘူးပေါ့ခုခေတ်နွားတွေကပလာတာတွေမကဘူးဒီဂျေပါခန်းစားတဲ့နေပြီကောင်းတယ်ဒါနဲ့သားလေးကရန်ကုန်တိုင်းဒေသကြီးဘယ်မြို့နယ်ကလာရောက်ပြောပါတာလဲသားဟာချကုန်ကြပြီဟေ့တငါနာနီတငါမုတ်ဆိုးနာနီမုတ်ဆိုးအန်ဒီတွေနားမှာနေတာကြတော့လေအမလေးလူနှကောင်ကြိုက်တာအစားဆက်စုကြတယ်ပြီးရင်ပွဲပြီးသုံးသက်ချက်လေး Facebook ပေါ်တက်ရေးအောင်မှာမေကဘယ်သွားလဲမသိဘူးပိုက်စားနေပါလေဆိုစားစရာလည်းမရှိဘူးမာလာကတော့လာပြီးတော့ဆွဲစားကြနေတယ်ဝတ်တုံးကြီးမရပဲလူတုံးကြီးဖြစ်သွားမယ်မြောက်တယ်လေကိုမြောက်ကိုတကားဖွင့်ပေးပါအောင်ကွာမြောက်တယ်လေမြောက်တယ်လေဖွင့်ပါမြောက်တယ်လေရဲ့ကိုမြောက်အပြင်မှာတကောင်လေးဖြစ်နေပြီမြောက်တယ်လေအဲဆိုမြောက်တယ်လေကြိုက်တဲ့ငပြောသီးကြီးတွေကိုမြောက်မချွေးတော့ဘူးနော်ဖွင့်ပါမြောက်တယ်လေရဲ့ကိုမြောက်တန်းလဲရှာပေးမယ်လေစိတ်တွေရှုပ်တယ်ကွာမလုံးပြန်သွားပြီးတဲ့စိတ်တွေလုံးဝမကြည့်ဘူးတနေ့ကဘာလုံးအဆင်မပြေဘူးကွာဘာလို့အလိုမချနိုင်မှလည်းမသိဘူးဒီတာယာခွင်းကခြေတော့မှအလာညိနေသေးတယ်လူမသားတွေကောမဘာတွေတွားရေးရတယ်မသိဘူးမလုံးရှက်ပြီးတရိတ်ဆန်ရုံပြအောင်မလာတော့ဘူးသူများတွေဂျင်းဆိုလို့တာဂျင်းကိုရောက်လာတာဘယ်ကနေဘလို့စလောက်ရမှာမသိဘူးသူများတွေဘလို့စော့လဲလိုက်ကြည့်ရမှာပဲအဲ့လိုနီးစနစ်မမှန်နဲ့ frame တွေပါစောင်းသွားမှကြောက်ရသေးတယ်ဒီလိုဟုတ်ပြီအဲ့လိုမပြီးပြန်ချပြီးပြန်မအဲ့လိုโอเคသဘောပေါက်ပြီအဲ့လိုတိတ်တော့မခတ်ပါဘူးမလိုက်ချလိုက်ပါပဲငါဂျင်ရောက်နေတာငါမေမြင်တော့စိတ်ကောင်းမှမဟုတ်ဘူးငါလည်းငါပဲအိမ်မှာဆိုရေတန့်ဘူးတော့မတာမဟုတ်လေးလို့အေးကွာရှင်ပိုင်လုံးနေရတယ်တော်ပြီလေနှုတ်သီးတွေနာကုန်မှာပေါ့လို့ရော့ကွာအဖြစ်မပေးမချင်းကိုကတော့အနာခံပြီးတော့ဆက်လုံနေမှာပဲရော့ကွာကဲတော်ပြီချစ်တယ်ရော့ကွာအဖြစ်ရလို့နောက်ဆုံးတစ်ချက်စတော့လမ်းကြုံလေးလိုက်ချင်လို့ကားဆရာကြီးဘယ်ခဏကိုနဲ့မရလာဘူးနော်မင်းကလည်းဘာလို့လိုက်လို့မရမှာလဲဟိုမှာအဲမှာအကျဲကြီးဝင်ကလို့တော့ရတယ်ဟေးခဏလေးလမ်းကြုံလိုက်ချင်လို့အစပြောသားပဲလိုင်းကားတွေကဆင်မတင်ပါဘူးဆိုမင်းကဇော့တင်းသွားတက်ဘယ်တော့မှတော့ငါစားအောင်လို့အဲ့ဒါနောက်မှအကျဲကြီးစင်တကောင်လုံးဝင်ကလို့ရတယ်လို့ဘာလို့အော်နေတော့မင်းမလို့စပယ်ရစကားကိုသွားယုံနေတာဒီနေ့တော့ဒီလောက်ပဲ